မှာပဲစခန်းမှုဆိုတဲ့လူကပါရိုက်နားရိုက်ပြီးခက်ကြမ်းကြမ်းဆက်ဆံခဲ့ပါတယ်။လက်နက်ကိုင်အမျိုးသား30ခန်းကအင်အားသုံးဖမ်းခဲ့ပေမဲ့အသက်30အရွယ်မိမပြိုတအုပ်ဖြစ်တဲ့မသိန်းယူလိုင်းကတော့မတုံမလုံအကျော်တင်းတင်းနဲ့လိုက်သွားခဲ့သူတအုပ်ပါ။ကိုလောက်တာကိုခံမယ်ဘာမှလာမပြောနဲ့ကြိုက်တယ်လို့လှုပ်လိုက်လို့မသိန်းယူလိုင်းကသခွန်းသာပြောခဲ့ပါတယ်။သူလားပြောညံ့တဲ့အထင်မပါဘူးပြောညံ့ဖို့ကတော့ဝေရောလာဖမ်းတာတော့အပြုံးပြတ်သွားဘူးလာဖမ်းတာတော့မမပဲပြောညံ့ဖို့ကတော့စိတ်ကူးတဲ့ကောင်းတဲ့မထင်နဲ့အယမ်းပါတယ်လို့နီးစပ်သူတူကသူသိခဲ့ရသမျှမသိယူနိုင်ဘဝကိုပြန်ပြောင်းပြောပြခဲ့ပါတယ်ဒီဖမ်းဆီးမှုဟာ2025ခုနှစ်ဖေဖော်ဝါရီလထဲမှာဖြစ်ပြီးအကြမ်းဖက်ဥပဒေပုံမှန်တွေတက်ချီနှောင်ထားရာကတလအကြာမတ်လ25ရက်နေ့မှာတော့ပဲခူးတိုင်းအနောက်ချမ်းပြည်ခရိုင်ပေါင်းထည်အချင်းထောင်စစ်ခုံရုံးအမှတ်2ဒုတိယဗိုလ်မှူးကြီးမင်းနိုင်စိုးခေါင်းဆောင်တဲ့အဖွဲ့ကမသိယူလိုင်ကိုတသက်ကျွန်းဆိုတဲ့အမိန့်ကိုချလိုက်ပါပြီအမောင်တွင်းမှာတကူတဲ့ရှောက်လန်းရမယ့်နှစ်တွေဟာဘလောက်များကြာမှာပါလဲမိတစိုးဆိုတဲ့စကားရဲ့အဓိပ္ပာယ်နောက်မှာလူတွေကတည်ထားတဲ့အရာတွေနဲ့ဆန့်ကျင်စားပဲမသိယူလိုင်ဘဝကိုဖျက်ဆီးခဲ့ပါတယ်မိတစိုးသမီးမှုစိုးနှဲခွင့်မရသလိုစိုးသွမ်းလူငယ်လည်းမဟုတ်အတနာခံဘဝကိုလည်းမခုံမင်ခဲ့သူပါပဲခူးတိုင်းနောက်ချမ်းတာယာဝတီခရိုင်နတ်တလင်းမြို့မှန်တန်းကြေးရွာမှာလဲရမရှိလက်လုံလက်စားမိသားစုမှာအမေဖြစ်သူဟာမသိယူလိုင်အသက်73နှစ်လောက်မှာဆုံးပါသွားတဲ့နောက်ဖခင်ဖြစ်သူမောင်တယောက်နဲ့မိသားစုတာဝန်ကိုကြုံရလုပ်ရင်းတာဝန်ထမ်းခဲ့တာပါသူ့ဘဝတစ်လျှောက်လုံးမှာကြုံရအလုပ်ကိုလုပ်ပြီးဖြတ်တန်းလာတာပဲဈေးရောက်နေရန်ကုန်မှာအလုပ်လုပ်တယ်လို့ဆွေမျိုးနှိဆက်သူတူကပြောပါတယ်ဘဝဘေးချီနေကြောင်ရောမူလဗီဇအရာပါမှာကြောပေမဲ့ရက်ရရဲ့တာရေးနာရေးတွေတော့တက်တက်ကြကြနဲ့လှုပ်ဆောင်တက်ပြန်ပါတယ်ဒီຢာတွေကပဲသူ့ရဲ့နိုင်ငံရေးဗီဇပါခဲ့တယ်လို့ဆိုရမယ်မြို့မှာကတော့သူကပတ်ဆက်မရှိဘူးအဆင်မပြေဘူးသို့တော်လည်းပဲလူတော့လေးစားခံရတယ်သူနဲ့ထိတွေ့ဆက်ဆံစကားပြောလိုက်ရင်သူ့အတွင်းစိတ်တရံကြောင့်လူတွေကသူ့ကိုလေးစားချစ်ခင်သွားတယ်လို့ဆွေမျိုးနှိဆက်တော်သူကဆိုပါတယ်ဒါပေမဲ့မတ်တီးယူလိုင်ကပင်ပင်ပပမာမာနမထတတ်တဲ့ခက်ဆာဆာမင်းမျိုးတူပါပဲမိတစိုးသမီးအဖြစ်နဲ့ကိုချလောက်ကိုရရင်2015ခုနှစ်မှာတော့ပြည်တက္ကသိုလ်ကနေမြန်မာစာနဲ့ဘွဲ့ရခဲ့ပါတယ်နိုင်ငံရေးဗီဇရှိသူပြီးမြို့ကနိုင်ငံရေးသမားဆိုတဲ့လူကြီးလူငယ်အလုံးနဲ့စကားလိုက်ပြောရင်းနိုင်ငံရေးကိုစူးစမ်းခဲ့ပြန်ပါတယ်နိုင်ငံရေးအပြောင်းလဲတွေမှာလည်းလိုက်ပါခဲ့ပါတယ်နိုင်ငံရေးကိုအရင်ကတည်းကသူကစိတ်ဝင်စားတယ်နိုင်ငံရေးသမားတွေနဲ့လိုက်စကားပြောတယ်အကြောင်းမဲ့ကိုစကားလိုက်ပြောတာလို့မြို့ကန်တူကဆိုပါတယ်မိသားစုတစ်ဖက်ဘဝတစ်ဖက်နဲ့ရုန်းကန်နေရတဲ့အတွက်နိုင်ငံရေးစက်ခုံပေါ်မှာတော့ထထဲဝင်ဝင်မကခဲ့ရပါဘူးခေါင်းဆောင်မဟုတ်တဲ့ပါဝင်သူအနေနဲ့သူရှိနေခဲ့ရပါတယ်ဒါပေမဲ့လည်းနိုင်ငံရေးဟာသူ့ကိုခေတ်တစ်ခုရဲ့ဝင်နေကိုထိုင်ရမယ်အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဒါကတော့2021ခုနှစ်စစ်အာဏာသိမ်းမှုနဲ့အတူစတင်လာခဲ့တဲ့မြန်မာလူထုရဲ့နှွေးဦးတော်လှန်ရေးပါပဲဆန္ဒပြမှုတွေစတော့သူပါခဲ့တယ်ခေါင်းဆောင်အနေနဲ့တော့မဟုတ်ဘူးသူကအာဏာသိမ်းပြီးနောက်ပိုင်းစစ်အာဏာရှင်ကိုပြင်းပြင်းထန်ထန်ကိုဆန့်ကျင်တာလို့မြို့ကနိုင်ငံရေးသမားတို့ကဆိုပါတယ်စစ်ကောင်စီလက်အောက်ကိုကြားရောက်သွားတဲ့လူထုတွေရဲ့အခက်အခဲကိုတနိုင်တဲ့ဘက်ကနေကူညီတဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့နှစ်တွေဖြစ်တယ်လို့စစ်ကောင်စီရဲ့မျက်စိတထောက်ကြည့်နေခဲ့တဲ့အချိန်တွေကိုမသိယူလိုက်မကြောက်မရွံ့ကြော်ဖြတ်ခဲ့ပါတယ်။အုပ်ချုပ်ရေးရန်နေရာကိုစုပ်ကိုင်ထားတဲ့စစ်ကောင်စီလက်အောက်ကဌာနဆိုင်ရာတွေဟာလူထုကိုတစ်နှစ်တစ်မျိုးမယိုရအောင်အနိုင်ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ကျူးလွန်ခံရတဲ့မျိုးကန်တွေကအထက်အဆင့်ဆင့်ကိုတိုင်ကြားခဲ့တဲ့တိုင်စာတွေကိုစစ်ကောင်စီပိုင်စာတိုက်တွေကမပို့ပေးတဲ့အခါမသိယူနိုင်ဟာသူ့အလုပ်လုပ်နေတဲ့အမြန်ချောပုတ်လုပ်ငန်းကနေကိုယ်တိုင်ကိုယ်ကျစာရေးပို့ပေးခဲ့ပါတယ်လေအမြန်ချောပုတ်လုပ်ငန်းမှာအဖို့အယူတွေလုပ်နေတာကိုစစ်ကောင်စီရဲ့စောင့်ကြည့်ရေးရန်နေရာကလည်းရိပ်မိခဲ့ပါတယ်နောက်ထပ်သူတက်တက်ကြွကြွလှုပ်ဆောင်ပေးတဲ့အလုပ်တစ်ခုကတော့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ဝင်စာလိုက်တွေ့ပေးတာနဲ့ထောက်ပံ့ကူညီနိုင်ဖို့ချိတ်ဆက်ဆောင်ရွက်ပေးတာအစင်ပြေမှုတချို့ရှိနေပေမဲ့လည်းနိုင်ငံရေးမှာတော့သူမလုံနိုင်တာတွေကိုအရှိန်အဟုန်မပြတ်ဆက်လုပ်နေကြတယ်ဒီလိုနဲ့ကဆုံမမောင်ကြတဲ့နေ့တွေဟာသူတို့မိသားစုလေးစီဆက်ဆိုင်မြမြဖော်ပေါင်းနဲ့ရောက်လာခဲ့ပါတော့တယ်။စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်စစ်မှုမထမ်းလို့တဲ့မောင်ဖြစ်သူဟာကိုရင်ကြီးဝရင်တိန့်ဆောင်သွားရကနေကျိုင်းတုံမြို့မှာပဲဖမ်းခံလိုက်ရပါတယ်။
ဖမ်းဆီးစဉ်မှာစစ်မှုထမ်းဖို့ညှဉ်းဆန်တဲ့အတွက်ကျိုင်းတုံအတွင်းထောင်မှာထောင်ချလိုက်တာလို့ဒီဆက်သူတွေကဆိုကြပါတယ်။မိသားစုတွေမှာဒုတိယမြောက်ဖမ်းဆီးခံရမဲ့သူကတော့မသိန်းယူလိုက်ကိုယ်တိုင်ပဲဖြစ်လို့သွားပါတော့တယ်။ဖေဖော်ဝါရီလ1ရက်ဟာစစ်ကောင်စီကိုအကြောတင်းတင်းနဲ့မဲပြုံးလိုက်ပါတယ်။ထောင်ဘူကပိတ်လိုက်တာဟာကြမ်းတက်6သွေးတဲ့မျိုးကိုပုံဖော်နေပါတယ်။မလဟာပူပြင်းလို့ဟောမဟာအထီးကျန်စွာတွန်ကျူလို့နေဦးတော်လည်းရဲ့အောင်မြင်မဲ့နေကိုမသိယူလိုက်များစွာထောင်တွင်းထဲမှာစောင့်နေကြရပါတယ်စာရေးသူခငိမ့်ရွတ်ဖတ်သူကျမစုငိမ့်ပါ